ပေါ်ကနေတာကြီးတွေ့ရလို့စနိုက်ပါနဲ့ချေးစနိုက်ပါနဲ့ဖုတ်တာကြီးဖုတ်စမ်းမှာဖုတ်အဲ့လိုဖုတ်ကိုင်းတာလေလုတ်တင်တာကြာပြီကောင်းစားကန်းနေကိုင်းထားပြီးတော့တောက်ပြီးတာပါကောကခေါ်ခြင်းပေးမဲ့မရတော့ခါကောင်းပါလေโอเคဒါဆိုတော့တင်းဖိုက်တင် player 73ယောက်မှာသူ့ရဲ့အောက်ခြေမှာတော့တင်းနံပါတ်9ကတစ်စကွက်ရှိရဲဟိုဘက်ကဝေးကတော့တွန်းတော့နေရဆိုတဲ့အနေထားမှာဘယ်သူမှလည်းမကဲတော့ပါဘူးเนาะတင်းနံပါတ်1က player လည်းအီပန် PC လေးမှာရှိပါတယ်ရှင်โอเคအဲ့လိုကြည့်ရတယ်အပေါ်တက်ကြီးမှာတက်ပြီးတော့เนาะမရပါဘူးရှင်โอเคဒါဆိုတင်းလေး player 12ယောက်ပဲကြံมาတော့တဲ့သားကြီးတို့နော်တဲ့ player တော့ကောက်ကျုံတော့မှာပါเนาะဒီကတင်းနံပါတ်1 league ကတော့နော်တဲ့ player လေးကိုကောက်တီးမှာပေါ့လမ်းကြုံတီးွားခြင်းလို့ပါတော့เนาะမတွေ့ပါဘူးသူလည်းမတွေ့ပါဘူးနိဗ္ဗာန်စီဝင်စားပါပါဦးအာဖိုးကေးတောင်ရထားတယောက်တည်းတင်းသုံးနေ player ရှိရသူတို့3တင်းအတွက်ဇုံကတော့တော်တော်ကျဲဒါပေမဲ့တင်းနံပါတ်1က player တစ်ယောက်တည်းနဲ့ဒီ3ယောက်နဲ့ကတော့ဒါပတ်တဲ့ဝင်မဲ့နေထားပါเนาะတင်းနံပါတ်9က player 3ယောက်ထင်ထားတဲ့အချိန်မှာပဲဟိုကတင်းနီရဲ့လက်ချက်နဲ့ပဲ1လေးပျောက်သွားပြီဆိုတော့ပွဲကြီးပွဲကောင်းဖြစ်သွားပြီပေါ့เนาะဟိုဘက်ကလည်းကိတွေအများကြီးရတာဆရာကြီးတွေနဲ့ဒီဘက်ကဒါ CR7 အဖွဲ့